တာယာတဲ့နေ့တစ်နေ့မှာဂျက်နဲ့အန်နာတို့ဇနီးမောင်နှံဟာကားမောင်းပြီးထွက်လာခဲ့ကြတယ်ဒါပေမဲ့လမ်းမလဲခေါင်မှာထူးဆန်းတဲ့မိန်းကလေးငယ်တယောက်ကိုလွတ်တရက်လိုက်ရတဲ့အခါကားကိုအရှိန်ပြင်းပြင်းနဲ့အရေးပေါ် brake အုပ်လိုက်ရပေမဲ့ကားအောက်ကိုငုံကြည့်တဲ့အခါဘာမှမရှိနေခဲ့ဘူးဂျက်ကတော့ဒါဟာသမင်တကောင်ကြောင့်ဒါမှမဟုတ်အန်နာရဲ့စိတ်ကူးရင်အမြင်မှားမှုလို့ပဲထင်ခဲ့ပေမဲ့အန်နာကတော့သူမတစ်ခုခုကိုတေချာပေါက်မြင်လိုက်ရတယ်ဆိုတာယုံကြည်နေခဲ့တယ်မကြခင်မှာပဲသူတို့ဟာနှစ်ပေါင်းရာချီတက်တန်းရှိပြီဖြစ်တဲ့အိမ်ဟောင်းကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိကိဝမှာရက်နေတဲ့ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ကိုအန်နာမြင်လိုက်ရပြန်တဲ့နှုတ်ဆက်ဖို့ပြင်လိုက်ပေမဲ့မျက်စိတမိတ်တွင်းမှာပဲအဲ့ဒီအမျိုးသမီးဟာပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီနေ့ညမှာပဲအိမ်ထဲမှာထူးဆန်းတဲ့အတန်တွေကြားရပြီးပိတ်ထားတဲ့သတင်းပေါက်ကလည်းအလိုလိုပွင့်နေခဲ့တယ်အန်နာသတင်းပေါက်ကိုပြန်ပိတ်လိုက်တဲ့အချိန်မှာပဲသတင်းပေါက်မှန်ပြင်ဘက်ကနေရုတ်တရက်ပေါ်လာတဲ့တရေတစီကြောင့်အန်နာတကူလုံးတုံလုံးခြောက်ချသွားခဲ့ရတယ်သူမကြောက်လန့်တကြားနဲ့အိတ်ခမ်းထဲကိုထွက်ပြေးပြီးချက်ကိုပြပြခဲ့ပေမဲ့ဒုတိယထပ်သတင်းပေါက်အပြင်ဘက်မှာလူတစ်ယောက်ရဲ့နေဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ချက်ကယူဆပြီးအန်နာကိုစိတ်ချုပ်ခဲ့တယ်ဒါပေမဲ့အန်နာအတွက်တော့ဒါဟာတကယ်ကိုအစ်စ်မှန်ပါပဲနောက်ရက်မှာတော့အန်နာဟာစပွဲအောက်ကိုလိမ့်ဝင်သွားတဲ့ဘောလုံးလေးကိုကောက်ရင်းနဲ့ဓာတ်ပုံအဲဗန်ဟောင်းတစ်ခုကိုတွေ့ရှိခဲ့တယ်အဲ့ဒီဓာတ်ပုံကိုဖွင့်ကြည့်လိုက်တဲ့အခါလမ်းမှာသူမမြင်ခဲ့ရတဲ့ကောင်ဝါဝါနဲ့မိန်းကလေးငယ်ဖြစ်နေတာကိုတွေးလိုက်ရပြီးနောက်ွယ်ကတိုးတိုးလေးခေါ်လိုက်တဲ့ပက်ထရီရှာဆိုတဲ့အတန်နဲ့အတူကြောက်မက်ဖွယ်ရာဖြစ်ရဆိုးတွေကသူတို့စီကိုစတင်ရှန်ကြလာပါတော့တယ်